တဖုံးကနေဘာကြောင့်သွေးတွေထွက်တာလဲဆိုတာသိပြီလို့ယူဆတာမလို့နောက်ထပ်ဘယ်လိုလှုပ်ဆောင်နိုင်မလဲဆိုတဲ့အပိုင်းလေးကိုဆက်ပြီးတော့သွားလိုက်ကြရအောင်နော်နောက်ထပ်အိမ်တွင်းလှုပ်ဆောင်နိုင်တဲ့အချက်လေးတွေကတော့လူတွေကတနေ့မှာဆိုလို့ရှိရင်မနက်တစ်ချိန်ညတစ်ချိန်အနည်းဆုံး2ချိန်ပေါ့နော်မနက်မှာဆိုလို့ရှိရင်လည်းအစာစားပြီးတဲ့အချိန်မှာညမှာဆိုလည်းညမအိတ်ခင်မှာပေါ့နော်အနည်းဆုံး2ချိန်လောက်ကတော့သွားတိုက်တင်ပါတယ်သွားပုတ်ကြိုးလေးတွေကိုလည်းသုံးတင်ပါတယ်ပြီးတော့အရမ်းမာတဲ့တကွတ်တန်တွေကိုမသုံးရပါဘူးနော်ဗီတာမင် C supplement တွေကိုတောက်ပြရပဲဖြစ်ဖြစ်ပြီးတော့ဗီတာမင် C ဓာတ်ပါတဲ့အသီးနှံတွေကိုစားပြရဖြစ်ဖြစ်လုပ်ပြရပါမယ်နောက်ပြီးတော့ဗီတာမင် K supplement တောက်တာတော့၎င်းဒါမှမဟုတ်ဗီတာမင် K ဓာတ်ပြည့်ဝတဲ့အရွက်စိမ်းတွေကိုစားတာပဲဖြစ်ဖြစ်လုပ်ပြရပါမယ်နောက်ဆက်အနေနဲ့ကတော့ဆေးလိပ်ဖြတ်တာစိတ်ပင်ပန်းမှုစိတ်ဖိစီးမှုတွေကိုလည်းတနည်းနည်းနဲ့ရှော့ချတာမျိုးတွေပြီးတော့စားရည်နဲ့အာလုကျင်းတာမျိုးတွေပစက်ကျင်းတာမျိုးတွေလုပ်ပြရပါမယ်ကဲခုဆိုရင်စားတောက်တွေကနေတိုင်းစားနေရတာဖြစ်တာမလို့သွားနဲ့ကရင်ချက်မကြီးကအရင်ရည်ကြည့်ပါတယ်တဖုံးကနေဘာကြောင့်သွေးထွက်တာလဲရဲ့ပြီးတော့ဘလို့လှုပ်ဆောင်နိုင်လဲဆိုတာလေးတွေကိုသိပြီးလို့ယူဆပါတယ်ရှင်အားလုံးပဲကျမချင်သာကြပါလိမ့်ရှင်နောက်ထပ်ဗီဒီယိုလေးတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်